Hello,ကျွန်တော်နာမည်ကတော့ဗမာပြည်မှာတော့မောင်မောင်လို့တောင်းပါတယ်ဒီမှာတော့ကျွန်တော် George လို့တောင်းပါတယ်ကျွန်တော်ရောင်စက်မှုတက်ကလူဒါလူ engineer တင်တန်းတက်ခဲ့ပါတယ်1966ခုနှစ်မှာအောင်ခဲ့ပါတယ်အဲဒီအောင်ပြီးတဲ့အခါမှာကျွန်တော်1984ခုနှစ်အထိကိုစာပြခဲ့ပါတယ်ဒီဗီဒီယိုလုပ်ရတဲ့အကြောင်းရင်းတော့အောင်မြင်ကနေပြီးတော့ကျွန်တော်ရောင်စက်မှုတက်လို့အနှစ်60ပြည့်မတန်းနေတဲ့အနေနဲ့သူခုပြောပါဆိုပြီးတော့ချင်းကပ်လို့ကျွန်တော်လုပ်ရပါတယ်ဖြစ်ပါတယ်ဘောမင်းမပြောရင်ကိုလာမင်းကတော့ကျွန်တော်ကိုစီးကပ်ပြီးတော့တခုပြောဖို့လဲပြောပါတယ်လို့တော့ကျွန်တော်တွေ့ပြီးစိတ်ဝင်စားခဲ့ပါဘူးကိုမင်းကအတင်းပြောလို့တော့ကျွန်တော်ဆက်ပြီးတော့ဒီဗီဒီယိုလုပ်ပါတယ်ပြောချင်စိတ်ကတော့တိတ်ပြီးတော့မရှိဘူးအကြောင်းရင်းကတော့she said ဒီချောင်းရရှိတိတ်ပြီးတော့အစင်ပြေမယ်လို့မထင်တဲ့အတွက်တိတ်ပြီးတော့စိတ်ဝင်စားခဲ့ပါဘူးတော့ကျွန်တော်မနေ့တနေ့ကနေပြီးတော့post office ကနေပြီးတော့ magazine တခုရခဲ့ပါတယ်အဲဒီ magazine ကတော့ chemical engineering progress ပါအဲဒီ chemical engineering progress အဲဒီ November ညနေပိုင်းမှာ learning from Bhopal ဆိုပြီးတော့စာရန်တခုတွေ့တော့ကျွန်တော်တတိယနဲ့ဆက်ပြီးတော့ဒီဗီဒီယိုလုပ်ဖို့စိတ်ဝင်စားလာပါတယ်စိတ်ဝင်စားတဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီအလုပ် retire မလုပ်ခင်မှာဆိုရင်ကျွန်တော်စိတ်ဝင်စားတဲ့အလုပ်ကchemical plants မှာ chemical process safety အကြောင်းနဲ့ပတ်သက်ပြီးတော့လုပ်တဲ့ program စီကျွန်တော်စိတ်ဝင်စားပါတယ်ကျွန်တော်ရဲ့နောက်ဆုံးစိတ်မှာလည်းကျွန်တော် chemical process safety လုပ်တယ်အများကြီးလုပ်ခဲ့ပါတယ်တူတူရဲ့ process hazard analysis ကိုအများကြီးလုပ်ခဲ့ပါတယ်စိတ်တရုံလုံးရဲ့ process safety analysis ကိုလုပ်ခဲ့ပါတယ်အဲဒီတော့ကျွန်တော်စိတ်ဝင်စားတဲ့အတွက်အဲဒီ process safety ကိုစိတ်ဝင်စားတဲ့အတွက်နောက်ပြီးတော့အဲဒီ process safety ဘာမှမပါလုံးဝမကြဘူးခဲ့ပါဘူးတကယ်တော့လည်းအဲဒီ process safety 1985လောက်မှာစပြီးတော့အကောင့်တွေပေါ်လာတဲ့ subject matter တစ်ခုပါဒီကျွန်တော်တို့ဒီဘာမှအခြေအနေမဆိုးခင်ကကာလပိုင်းတွေမှာရန်ကုန်ကchemical engineering association နဲ့ပြီးတော့